အားလုံးမင်္ဂလာပါအခုကျွန်တော်ရှင်းပြခြင်းတဲ့အကြောင်းကတော့စကားပြောမှာအသုံးများတဲ့ဝါကျလေးချက်လောက်လေးလာကြည့်အောင်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဗာတွေ့မလဲဆိုရင်ငါဖက်နှက်ပြတ်သွားလို့ဆိုရင် my flip flop is broken ဆိုတဲ့အသုံးမျိုးလေးရတယ် my flip flop is broken ငါဖက်နှက်ပြတ်သွားလို့အဲ့တော့ဒီနေရာမှာက be broken ဆိုတဲ့အသုံးနှုန်းကဒီဖက်နှက်ပြတ်သွားတဲ့နေရာမျိုးမှာကျွန်တော်တို့က bad to be နောက်မှာ broken ဆိုတဲ့အသုံးနှုန်းသုံးရတော့တတိထားကြည့်ရမှာနော်အဲ့တော့ my flip flop is broken ငါဖက်နှက်ပြတ်သွားလို့နောက်တစ်ခုကနေရှက်နေတာလားဆိုတော့အဲ့တော့အဓိကတတိထားမှာလားဆိုတဲ့လာမင်းကုန်းပါအဲ့တော့လာမင်းကုန်းဆိုကျွန်တော်တို့ကဘာကိုရှိဖို့လဲဆိုရင် having verb တွေကိုရှိဖို့ရတယ် having verb ဆိုတာ bad to do တို့ bad to be တို့ bad to have တို့ moral verb တွေကျွန်တော်ပြောတာ auxiliary verb တွေအဲ့ကောင်တွေ subject ရှိပို့လိုက်လာမင်းကုန်းဖြစ်သွားတယ် are you feeling shy are you feeling shy အဲ့တော့နေရှက်နေတာလားအဲ့တော့ဒီနေရာမှာကျတော့ AIR ကကျွန်တော်တို့ကလာမင်းကုန်းဖြစ်တဲ့အတွက် having verb ကိုရှိပို့လိုက်တဲ့သဘောမျိုးအဲ့တော့ shine ဆိုတာက SH1 shine ဆိုတာရှက်တော့အဲ့တော့ဒီမှာစိတ်ခံစားချက်နဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကျွန်တော်အရှိမပါထားလိုက်လေ FEER feel are you feeling shy နေရှက်နေတာလားဆိုတဲ့အဓိပ္ပာယ်နဲ့သုံးမျိုးလေးရတယ်နောက်တစ်ခုကငါကားဘိန်းပေါက်သွားလို့နောက်ကျခဲ့တာဆိုရင်နောက်ကျတာက late အဲ့တော့ adjective ဖြစ်တဲ့အတွက် bad to be နဲ့သုံးအဲ့တော့နောက်ကျခဲ့တယ်ဆိုတဲ့အဓိပ္ပာယ် was I was late ဘာဖြစ်လဲနောက်ကျခဲ့တယ် because the car tire was flat ကားဘိန်းပေါက်ခဲ့လို့အဲ့တော့ပြန်ကြည့်မယ်ဆိုရင် I was late because the car tire was flat အဲ့တော့ကားဘိန်းပေါက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ငါနောက်ကျခဲ့တယ်နောက်တစ်ခုက this is my second time coming here ဒီကိုရောက်တာပဲလေဒုတိယကြိမ် this is my first time coming here ဆိုရင်ငါဒီကိုရောက်တာပထမကြိမ် this is my second time coming here ဒီကိုရောက်တာပဲလေဒုတိယအကြိမ်ဆိုပြီးတော့အသုံးပြုလို့ရတယ်အဲ့တော့ပြန်ကြည့်မယ်ဆိုရင် my flip flop is broken ဖက်နှက်ပြတ်သွားလို့ I was late because the car tire was flat ကားဘိန်းပေါက်ခဲ့တဲ့အတွက်ကြောင့်နောက်ကျခဲ့တယ် I feeling shy နေရှက်နေတာလား this my second time come here ငါဒီကိုရောက်တာဒုတိယအကြိမ်ဆိုပြီးတော့ဒါအသုံးပြုလို့ရတယ်ပုံစံလေးတွေပဲဖြစ်ပါတယ်ခင်ဗျအားလုံးပဲအကျိုးရှိမယ်ဆိုရင် comment မှာ useful လို့ရေးတော့လို့ရပါတယ်ခင်ဗျ